ဂျက်အတွက်အသက်ဆက်ရှင်မှု10မိနစ်ပဲအချိန်ကျန်ပါတော့တယ်။သူဘယ်ရောက်နေမှန်းဘယ်သူမှမသိကြပါဘူး။စကီးစီးနေတော့ရုတ်တရက်နှင်းပြိုကျတာကိုခံလိုက်ရတာပါ။သူ့တကိုယ်လုံးနှင်းထုတွေအောက်မှာနှက်ဆိုင်စွာမြုပ်နှံခြင်းခံလိုက်ရတယ်။ကယ်ဆယ်ရေးအဖွဲ့ကသူ့ကိုအသေးအတန်ရှာဖွေနေကြတယ်။ဒါပေမဲ့သူ့နေရာအတိအကျကိုရှာမတွေ့နိုင်ခဲ့ပါဘူး။ဂျက်ခမရဘလောက်နဲ့တဲ့နေရာမှာပိတ်မိနေလဲဆိုတာခံမှန်းလို့မရတော့ပါဘူး။အသက်ရှူရကျက်လို့အဆုတ်တွေပူလောင်နေပြီးလက်ချောင်းလေးတွေလည်းထုံချင်းကိုက်ခဲနေပြီးဘေးနားမှာရှိတဲ့စကီးတုတ်တံကိုလှမ်းယူနိုင်ဖို့အားကုန်သုံးပြီးကြိုးစားလိုက်တယ်။အဲ့ဒီအချိန်မှာပဲကယ်ဆယ်ရေးအဖွဲ့ကပြန်ဆုတ်ခွာဖို့အမိန့်ရလိုက်တယ်။သူတို့မှ10မိနစ်ပဲအချိန်ရတော့တာပါ။ဂျက်ကတုတ်တံကိုအပေါ်ဘက်စီအားကုန်သုံးပြီးထိုးတင်လိုက်တယ်။သူ့ကိုတယောက်ယောက်ရှာနေတယ်ဆိုရင်သူရှိနေတာကိုမြင်အောင်ပြမှဖြစ်မယ်လေ။တုတ်တံကနှင်းပြင်ပေါ်ကိုဖောက်ထွက်သွားခဲ့တယ်။ဒါပေမဲ့တုတ်တံကသေးလွန်းတာကြောင့်ဘယ်သူမှသတိမထားမိကြပါဘူး။ဂျက်ကတုတ်တံကိုပြန်ဆွဲချပြီးသူ့ရဲ့လက်စည်းအနီအောင်ကိုအစလေးတွေဖြစ်အောင်ဆွဲဖြစ်လိုက်တယ်။ဂျာကင်အင်ဂျီကစစ်ကိုဖြုတ်အဝိစတွေနဲ့ပေါင်းချပြီးအချက်ပြလေထီးငယ်လေးတစ်ခုဖန်တီးလိုက်တယ်။ပြီးတာနဲ့အခေါင်းပွားနေတဲ့တုတ်တံတွေကိုထိုးထည့်ပြီးအပေါက်ဟောင်းအတိုင်းပြန်ထိုးတင်လိုက်ပြန်တယ်။ကယ်ဆယ်ရေးအဖွဲ့ကပြန်ထွက်ခွာဖို့စက္ကန့်ပိုင်းပဲလိုတော့တဲ့အချိန်ပေါ့။ဂျက်ကအဝိစလေးပြစ်ထွက်သွားအောင်အားကုန်မှုတ်ထုတ်လိုက်တယ်။ပထမတစ်ခါမှမထွက်လာလို့နေရာနည်းနည်းပြင်ပြီးထပ်ကြိုးစားကြည့်တယ်။ဒီတစ်ခါမှတော့အဝိစလေးပြစ်ထွက်သွားခဲ့တယ်။နောက်ဆုံးအနေနဲ့ဝေးဝဲရှာဖွေနေတဲ့တငယ်ချင်းဖြစ်သူကဒါကိုမြင်သွားပါတော့တယ်